အနာဂတ်ကာလမှာ American နိုင်ငံကို network လို့ခေါ်တဲ့အာဏာရှင်မီဒီယာအဖွဲ့အစည်းတစ်ခုကအုပ်ချုပ်နေပါတယ်။လူဦးရေအများစုဟာစင်းရဲမွဲတေးပြီးကျန်းမာရေးစောင့်ရှောက်မှုတောင်မရရှိကြပါဘူး။ဒါကြောင့် network ကပြည်သူတွေကိုအာရုံလွှဲဖို့အတွက်အကြမ်းဖက် game show တွေကိုတင်ဆက်ပြသပါတယ်။အဲ့ဒီထဲမှာလူကြိုက်အများဆုံးကတော့ The Running Man ဆိုတဲ့အစီအစဉ်ပါ။ဒီပွဲမှာကစားသမားတွေဟာရက်30လုံးလုံး network ရဲ့မုတ်ဆိုး handles တွေနဲ့တာမန်ပြည်သူတွေရဲ့လက်ချက်နဲ့အသက်မခံရအောင်ရှင်သန်ရမှာဖြစ်ပါတယ်။စုကြေးကတော့ဒေါ်လာ1ဘီလီယံဖြစ်ပေမဲ့ဒီနေ့အထိဘယ်သူမှအဆုံးထိမရောက်ဘူးသေးပါဘူး။ ဘန်ကတော့တမကလှုပ်ရှားမှုတွေမှာပါဝင်ခဲ့တာကြောင့်မကြသေးခင်မှာပဲအလုပ်ထုတ်ခံလိုက်ရတဲ့အလုပ်သမားတယောက်ပါ။သူဟာနာမည်ပြတ်စရင် blacklist တွင်းထားတာလို့ဘယ်သူမှသူ့ကိုအလုပ်မခန့်ကြတော့ပါဘူး။သူရဲ့သမီးလေးကဲတီကလည်းနေမကောင်းခင်နေပြီးဆေးဝယ်ဖို့ပတ်စံအသေးအတန်လိုအပ်နေပါတယ်။အိမ်မှာတော့ရှီလာကအလုပ်နောက်ကျမှပြရောက်လာပြီးပတ်စံပိုရအောင်ဘာမှနောက်ထပ်အချိန်ပိုဆင်းအောင်မယ်လို့ပြောပါတယ်။ဒါပေမဲ့ဘန်ကရှီလာကိုအဲ့လောက်ထိပင်ပန်းမလုပ်စေချင်ပါဘူး။ပတ်ဝန်းကျင်မှာမတမာသူတွေဝိုင်းနေတဲ့ကြားကပဲဘန်ကသူကိုယ်တိုင် game show ဝင်ပြိုင်ပြီးပတ်စံရှာလာခဲ့မယ်လို့ကြေညာလိုက်ပါတယ်။ရှီလာကတော့ကစားသမားတွေအမြဲတမ်းဒဏ်ရာအပြင်းထန်ရတတ်တာမို့မကြိုက်ပါဘူး။ဒါပေမဲ့ဘန်ကတော့အယောင်းဝယ်နဲ့ဆိုင်တဲ့ပပရှိုးတစ်ခုကိုပဲရွေးလုံးမှာမို့အဆင်ပြေမှာပါလို့ကတိပေးပြီးထွက်လာခဲ့ပါတယ်။ဘန်ဟာသူတို့ရဲ့စင်ငယ်သားရက်ကွက်ကိုဖျက်ကျော်ပြီးလူချမ်းသာတွေနေတဲ့နေရာကချန်စီယိုနာကိုရောက်လာပါတယ်။အဆောင်တွေကိုနန်ဘက်ကလူရေးပွဲလာပြိုင်တာပါလို့ပြောလိုက်တော့သူ့ကိုဝင်ခွင့်ပေးလိုက်ပါတယ်။ဘူဒါယုံမှာတော့ရွေးချယ်ခံရဖို့မျှော်လင့်နေကြတဲ့စင်ငယ်သားတွေအများကြီးတန်းစီနေကြပါတယ်။ရုတ်တရက်အဖိုးကိုတယောက်နေမကောင်းဖြစ်လဲကျသွားပေမဲ့သူပြိုင်နိုင်သေးတယ်လို့ပြောရှာပါတယ်။အဖိုးကိုလဲကျသွားချိန်မှာဘန်ကဖမ်းထိန်ပေးလိုက်ပြီးအကူအညီလန့်ခေါ်လိုက်ပါတယ်။ဒါပေမဲ့အဆောင်တွေကဘန်ကိုတန်းစီရကနေထွက်လာရမလားဆိုပြီးရိုက်နှက်ကအနောက်ကိုပြန်ပို့လိုက်ပါတယ်။ကောင်တာကိုရောက်တဲ့အခါဘန်ရဲ့ဖိုင်မှာအမိတ်မနာကန်မှုကြောင့်တတိပေးချက်ပြနေတာကိုတွေ့လိုက်ရလို့ဒေါတာထွက်ပြီးစခရင်ကိုထိုးခွဲလိုက်ပါတယ်။သူ့ကိုလက်ပတ်တစ်ခုတက်ပေးလိုက်ပြီးဓာတ်လေကအမှတ်6စီကိုပို့လိုက်ရမှာတခြားပြန်ပွဲဝင်သူတွေဖြစ်တဲ့တင်နဲ့ဂျန်နီတို့နဲ့မိပြီးမိတ်ဖွဲခဲ့ကြပါတယ်။လူတိုင်းကိုယူနီဖောင်းတွေပြေးဝတ်ပြီးရေမြောင်းတွေထဲမှာပြေးရတာတောင်တက်ရတာလိုမျိုးရုပ်ပိုင်းဆိုင်ရာစမ်းသပ်မှုတွေလုပ်ပါတယ်။စမ်းသပ်မှုတွေအားလုံးမှာဘန်ကတင်ကိုအမဲကူညီပေးခဲ့ပါတယ်။အားလက်ချင်းမှာအဆောင်တစ်ယောက်ကတင်ကိုလာအနိုင်ချင်းကိုလို့တော့ဘန်ကရဲရဲဝံ့ဝံ့ပဲကာကွယ်ပေးလိုက်ပါတယ်။အဲ့ဒီနောက်ပြိုင်ပွဲဝင်တွေကိုစကလုံးဆက်တာတွေပုံရိပ်ရောင်တွေပြတာလိုမျိုးစိတ်ပိုင်းဆိုင်ရာစမ်းသပ်မှုတွေလုပ်ပါတယ်။ဘန်ကမေကွန်းတိုင်းကိုရွဲတဲ့လေတန်းတွေနဲ့ပဲဖြေခဲ့လို့စိတ်ပညာရှင်တွေကဘန်ဟာသူတို့တွေ့ဘူးသမျှထဲမှာဒေါသအကြီးဆုံးကစားသမားပဲလို့သတ်မှတ်လိုက်ပါတယ်။နောက်ဆုံးစင့်ထိရောက်လာတဲ့သူတွေကိုသူတို့ရွေးချယ်ခံရတဲ့ game show အလိုက်အယောင်ခွဲပြီးဝတ်စုံတွေပေးပါတယ်။ဘန်တင်နဲ့ဂျန်နီလိုကတော့ကြောကုန်းမှာပြင့်ပြတ်ပုံပါတဲ့အနုရောင်ဝတ်စုံတွေကိုရရှိခဲ့ပြီးဒါဟာ The Running Man ပြိုင်ပွဲကိုဝင်ရတော့မယ်ဆိုတဲ့အထက်ပဲပါပဲ။ဘန်ဟာထုတ်လုပ်သူဒန်နဲ့တွေ့တဲ့အခါတခြားဂိမ်းပဲပြောင်းကစားခြင်းတယ်လို့ပြောပါတယ်။ဒန်ကစိတ်ပြောင်းအောင်ဒေါ်လာ1000 bonus ပေးပြီးတခြားရှိုးတွေကဒီလောက်ပတ်စံမရဘူးလို့ပြောပါတယ်။ Running Man မှာကအသက်ရှင်တဲ့ရက်တိုင်းအတွက်ပတ်စံရမှာပါ။ဘန်ဟာနမဲပြက်စင်းဝင်နေသူမို့ဒါဟာသူလုံနိုင်မဲ့တခုတည်းသောအလုပ်ဖြစ်နေပါတယ်။သူမိသားစုကိုတွေ့ပြီးဘန်ဟာစာချုပ်ကိုလက်မှတ်ထိုးလိုက်ပါတယ်။အဲ့ဒီနောက် Family Alliance ကကိုယ်စားလှယ်တယောက်နဲ့တွေ့ပါတယ်။စာချုပ်အရ network ကဘန်ရဲ့မိသားစုကိုလုံခြုံရေးပေးထားမှာဖြစ်ပြီးနာမည်ဝှက်နဲ့ safe house တခုကိုပို့ပြီးထားမှာပါ။ဘန်ကမိသားစုကိုသွားတွေ့ချင်းပေမဲ့ဖုန်းတစ်ခါပဲဆက်ခွင့်ရပါတယ်။ဘန်ကရှီလာကိုဖုန်းဆက်ပြီး Running Man မှာပြိုင်မဲ့အကြောင်းနဲ့မုတ်ချအနိုင်ယူပြမယ်လို့ကတိပေးပါတယ်။အဲ့ဒီညမှာဘန်ကိုစိန်ခံအခန်းတစ်ခုထဲမှာထားပါတယ်။ကိုယ်စလဲကရှီလာပေးလိုက်တဲ့စာအိတ်ကိုလာပေးပါတယ်။အထဲမှာမိသားစုဓာတ်ကုန်နဲ့ကန်ကောင်းစေဖို့ကက်တီရဲ့ချီအိတ်လေးတစ်ဖက်ထည့်ပေးလိုက်ပါတယ်။နောက်တနေ့မနေ့မှာဘန်ကို Running Man လက်ပတ်တက်ပေးပါတယ်။ဒီလက်ပတ်ကကြံရှိတဲ့အချိန်နဲ့ရှာပြီးသားပတ်စံပမာဏကိုပြပေးပါ။ပွဲစားတာနဲ့တင်ဆက်သူဘော်ဘီကဘန်ကိုဆင့်ပေါ်ခေါ်လိုက်ပါတယ်။ဘော်ဘီကပရိသတ်တွေကိုလိန်ပြောရမှာဘန်ဟာကာကွယ်ရေးကွန်နဲ့လုံခြုံရေးတပ်ဖွဲ့ဝင်ဟောင်းထိခဲ့ဘူးဒီထိတ်တန်းရှိုးခွက်ချက်တွေကိုရောင်းစားရင်အဖမ်းခံခဲ့ရတာလို့ပြောပါတယ်။မျက်နှာပြင်ပေါ်မှာလည်းအတုလုံထားတဲ့ဗီဒီယိုတွေကိုပြပါတယ်။ဘန်ကညင်းဖို့ကြိုးစားပေမဲ့ဘော်ဘီကလစ်လျူရှူထားပါတယ်။တကဘာလုံးက Running Man ဆိုတာရာဇဝတ်သားတွေကိုအပြစ်ပေးတဲ့အစီအစဉ်လို့ပဲထင်နေကြပြီးကစားသမားတွေဟာတကယ်တော့အပူတပြင်းလိုအပ်နေတဲ့လူတွေဆိုတာမသိကြပါဘူး။အရက်သားတွေကလည်းကစားသမားတွေရဲ့တီနေရကို network စီသတင်းပေးရင်ပတ်ဆက်ရပါတယ်။ဘော်ဘီကဘန်ကိုနောက်ဆုံးစကားပြောခိုင်းတဲ့အဖာဘန်ကသူ့ကိုစော်ကားပြောဆိုလိုက်ပြီးအသက်ရှင်အောင်နေပြမယ်။ပြီးရင်ဒီအဆောက်အဦကိုမီးရှို့ပစ်မယ်လို့ကျင်းဝလိုက်ပါတယ်။ကစားသမားအလုံးနဲ့မိတ်ဆက်ပေးပြီးတဲ့နောက်ဘော်ဘီကစီကန်းတွေကိုရှင်းပြပါတယ်။သူတို့ကိုကြိုတင်ငွေဒေါ်လာ1000ပေးပြီး12နာရီကြိုပြေးခွင့်ပေးပါတယ်။ဟန်တာ9ယောက်ကတော့နောက်တစ်နေ့မိနစ်မှလိုက်ဖမ်းမှာပါ။ကစားသမားတွေဟာနေ့တိုင်းအနည်းဆုံး10မိနစ်လောက်ကိုဗီဒီယိုရိုက်ရမှာဖြစ်ပြီးသတ်မှတ်ထားတဲ့တတားတွေစီတန်ကောင်မတိုင်ခင်အရောက်မပို့နိုင်ရင်စုချေးတွေဆုံးရှုံးမှာဖြစ်ပေမဲ့ဆက်ပြီးတော့အလိုက်ခံရမှာဖြစ်ပါတယ်။လျှို့ဝှက်စမ်းကြဲတဲ့ဟန်တာတွေကိုပရိတ်သက်ကိုဖျားတာပြီးနောက်
ကစားသမား3ယောက်ကိုဓာတ်လေကတီးကြစီနဲ့အမှောင်ခန်းတစ်ခုစီပို့လိုက်ပါတယ်။အဲ့ဒီမှာကင်မရာပိုက်ဆံနဲ့တာမန်အဝတ်စားတွေကိုတွေ့တာမို့ဘန်ကအဝတ်စားလဲပြီးအဆော့အုံထဲကနေထွက်လာပါတယ်။သူတက္ကစီငှားစီးတဲ့အခါရင်မောင်းကသူ့ကိုမှတ်မိပြီးဆယ်ဖီတွဲရိုက်ဖို့ပြောပါတယ်။ဘန်ကညင်းလိုက်တော့ရင်မောင်းကစိတ်ဆိုးပြီးလူတွေကိုကောင်းကောင်းဆက်ဆံမဟုတ်ရင်တည်င်းပေးလိုက်မယ်လို့ချင်းချောက်ပါတယ်။ဘန်ကကားပေါ်ကဆင်းပြီးစတင်ပြေးပါတော့တယ်။နောက်ဆုံးမှာဆွန့်ပစ်ထားတဲ့အဆောက်အုံတစ်ခုကိုရောက်သွားပြီးမှောင်ခိုပစ္စည်းတွေလုပ်တဲ့သူ့တငယ်ချင်းဟောင်းမော်လီနဲ့သွားတွေ့ပါတယ်။ဘန်ကမှတ်ပုံတင်အတုနှစ်ခုနဲ့တနက်ကလတ်လိုချင်တယ်လို့ပြောပြီးမယ်။မော်လီကဂိမ်းကစားနေတော့ဒီကိုလာတာသူ့ကိုပါအန်ဒီယယ်ဖြစ်စေတယ်ဆိုပြီးစိတ်ဆိုးနေပါတယ်။ခဏလောက်ညင်းခုန်ပြီးကယ်တီအကြောင်းကြားလိုက်ရတော့မှကူညီဖို့သဘောတူလိုက်ပါတယ်။ ဘန်ကိုရောက်ဖြတ်ပေးလိုက်ပြီးမှတ်ပုံတင်အတူတွေလောက်ပေးပါတယ်မိုလီကဘန်ရဲ့ပစ္စည်းတွေကိုခကြီးဆောင်အိတ်ထဲထည့်ပေးပြီးစီဝါရေးသမားတယောက်လို့ဖြစ်အောင်ပြင်ဆင်ပေးလိုက်ပါတယ်ပြီးတော့စင်ရဲသားရက်ွက်တွေကိုရှောင်ဖို့ကိုလူချင်းချင်းကပတ်စံရခြင်းလို့ရောင်းစားတတ်ကြကြောင်းလူရှုပ်တဲ့နေရာမှာပဲလူတို့ရရောနေဖို့အကြံပေးပါတယ်မိုလီကဘန်ကိုသူလက်ထောက်အဖြစ်ခန့်ဖို့ရည်ရွယ်ခဲ့ဘူးကြောင်းလည်းပြောပြပါတယ်မနေ့ရောက်တော့ဘန်ဟာဘူရာယုံကိုရောက်သွားပြီးနေရာတိုင်းမှာကစားသမား3ယောက်ရဲ့ပုံတွေကတ်ထားတာကိုတွေ့ရပါတယ်သူကနယူးယောက်သွားမဲ့လက်မှတ်ဝဲပြီးရထားပေါ်တက်လိုက်တာနဲ့သူ့လက်ပတ်ကအမဲလိုက်ပွဲစတင်ပြီးဖြစ်ကြောင်းကြေညာပါတယ်ကလေးတစ်ယောက်ကသူ့ကိုလာစကားပြောဖို့လှုပ်တော့ဘန်ကချက်ချင်းပဲချင်းညောက်လိုက်ပါတယ်ဒါပေမဲ့ကလေးကသူ့ချက်နှုတ်ခမ်းမွေးတူပြုတ်ကျနေတာကိုလာပြောတာပါနယူးယောက်ရောက်တော့ဘန်ဟာဟိုတယ်ကောင်းကောင်းတစ်ခုမှာအခန်းငားပါတယ်အဲဂျိုကမှတ်ပုံတင်ထဲကပုံမှာနှုတ်ခမ်းမွေးပါပြီးအပြင်မှာမပါတာကိုတတိထားမိတော့ဘန်ကအခန်းထဲမှာရိတ်လိုက်တယ်လို့ပြောပြီးလှည့်စားလိုက်ပါတယ်အခန်းထဲရောက်တော့ဘန်ကဝစ်စွန်ကိုချွတ်နယံကိုကာပြီးသူ့တရေအိတ်နေတဲ့ပုံကိုဗီဒီယိုရိုက်ပါတယ်ညနေရောက်တော့တိတ်ခွေးကိုတစ်တာထဲသွားထည့်လိုက်ပါတယ်တန်းခေါင်ကျော်တော့ပထမနေ့အတွက်ဘောနပ်ရကြောင်းလက်ပတ်ကအတိပေးပါတယ်ဒီအချိန်မှာပဲဟန်တာတွေကမိုးလီကိုတွေ့သွားပြီးမှတ်ပုံတင်အတုထဲကနာမည်ကိုမပြောမချင်းနှိပ်စက်ကြပါတယ်နောက်တနေ့မှာတော့ဟန်တာတွေကဘင်းရဲ့အခန်းထဲကိုဝင်လာပြီးပြစ်တက်လိုက်ကြပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာဘင်းကအိတ်မဆိုးကနေလက်နိုးလာတာပါ TV မှာတော့စတိုးဆိုင်တစ်ခုမှာအယောင်းစာကြီးမလေးကိုပိုးပန်းနေတဲ့တင်ကိုပြနေပါတယ်ဟန်တာတွေကတင်ကိုအလွယ်တကူရှာတွေ့သွားပြီးဆိုင်ထဲကအထွတ်မှာပဲခေါင်းကိုပစ်တက်လိုက်ကြပါတယ်အဲ့ဒီနောက်ဘင်းကနောက်ထပ်3ရက်စာအခန်းထပ်ငားလိုက်ပါတယ်သူပစ္စည်းတွေကိုတာမန်အိတ်တလုံးနဲ့ထည့်ပြီးပြတင်းပေါက်ကနေအမိုက်ပုံနဲ့ဖိခါလိုက်ပါတယ်ပြီးတော့ဟိုတယ်ကနေပုံမှန်အတိုင်းထွက်လာပြီးသူ့အိတ်ကိုပြန်ကောက်ကဘော့စတန်သွားမဲ့ဘတ်ကားကိုစီးလိုက်ပါတယ်အဲ့ဒီမှာစင်ရသားတစ်ယောက်စီကနေအဝတ်ဟောင်းနေနဲ့တေးကိုခန်းထော်တကြောင်ကိုဝဲလိုက်ပါတယ်တေးကိုခန်းနဲ့ခိုးဝင်ကြီးပြုတ်ကျနေတဲ့ပြင်ဆင်နေသည်ဆိုတဲ့ဆိုင်းဘုတ်ကိုမမြင်ပဲတက်လေးကားစီးလိုက်ပါတယ်ဒုတိယထပ်အရောက်မှာတက်လေးကားကတဝက်လောက်နဲ့ရက်သွားလို့အပေါ်ကိုတွားတက်ပြီးသူ့အခန်းရှိတဲ့တက်တရထပ်ကိုရောက်အောင်တွားခဲ့ရပါတယ်အခန်းထဲကဗီဒီယိုထဲမှာ PK စီဂရက်နဲ့လက်ပစ်ဘုံတစ်လုံးကိုတွေ့ပါတယ်သူတိတ်ခွေရိုက်ပြီးချိန်မှာလက်ပတ်ကသွားဖို့တတိပေးပေးမယ်တစ်တာနာမှာလူလေးအများကြီးစောင့်နေကြပါတယ်ဘင်းရေချိုးဖို့ပြင်ပြီးဘုံရေချိုးခန့်ဘတ်ကိုထွက်လိုက်ရင်တစ်တာကိစ္စစဉ်းစားနေတော့အပြင်ကလူတစ်ယောက်ရဲ့မျက်နှာကိုရင်းနှီးနေတယ်လို့ခန်းစားလိုက်ရပါတယ်သူကအပေါ်ထက်ကိုတက်လာနေတဲ့ဟန်တာတစ်ယောက်ဖြစ်နေတာပါကံကောင်းစွာနဲ့ပဲတယောက်ယောက်ကရေချိုးခန့်တကာဖွင့်လိုက်တာနဲ့ဘင်းကိုကွယ်မိသွားပြီးဟန်တာကတတိယထက်ကိုရောက်သွားပါတယ်ဟန်တာကအခန်းတွေကိုလိုက်စစ်နေတော့ဘင်းကရေချိုးခန့်နဲ့ခိုးဝင်ပြီးပဒင်းပေါက်ကိုစစ်ဆေးကြည့်တော့ပိတ်ထားတာတွေ့ရပါတယ်အိတ်မပါပဲထွက်ပြေးလို့မရတာကြောင့်နယံကတန်ချောင်းတစ်ချောင်းကိုဖြုတ်မှန်ကိုခွဲပြီးမှန်ခွဲစကိုPKနဲ့ကတ်ကတန်ချောင်းမှာတက်လိုက်ပါတယ်စင်ကြံလန်းမှာဘင်းကမှန်ကိုသုံးပြီးသူ့အခန်းထဲဝင်တော့မယ်ဟန်တာညာအနေထားကိုကြည့်လိုက်ပါတယ်ပြီးတော့လီကားဘော်ကိုအသာတက်ပြီးဘင်းကိုဒုတိယထက်မှတွေ့တယ်လို့လှမ်းအော်ပြောလိုက်ပါတယ်ပြီးတာနဲ့အပေါ်ဓာတ်ကိုပြေးခေါင်းမိုးပေါ်ရောက်တော့မီးဆိုင်ဘုတ်ကကေဘယ်ကျိုးတွေကိုကင်ပြီးအောက်ကိုပြန်ဆင်းပါတယ်သူ့အခန်းကိုပြန်ရောက်ပြီးပဒင်းပေါက်ကိုခွဲဝင်လိုက်ပါတယ်အတန်ကြားလို့ဟန်တာတွေပြန်လဲလာကြပါတယ်ဘင်းကအဝေစားမြင်မြန်ဝစ်ပစ္စည်းရယူပြီးသူတို့တကားကိုပြင်းမဖောက်ခင်မှာပဲပဒင်းပေါက်ကနေခုံချက်ကကေဘယ်ကျိုးကိုပြန်လန်းဆွဲလိုက်ပါတယ်လူအလေးချင်းကြောင့်ဆိုင်းဘုတ်ကကွေးကြလာပြီးလမ်းမပေါ်မှာလည်းနောက်ထပ်ဟန်တာတောက်စောင့်နေတာတွေ့ရပါတယ်ဒါကြောင့်ဘင်းဟာတခြားအခန်းတစ်ခုရဲ့ပဒင်းပေါက်ကိုကန်ဖောက်ပြီးဝင်လိုက်ရပါတယ် network ရဲ့ drone ကလည်းသူ့နောက်ကိုလိုက်နေတာမို့ဘန်ဟာစင်ကြန်လန်အတိုင်းပြေးပါတယ်ဟန်တာတွေကလည်းလိုက်ပြနေကြပါတယ်ဓာတ်လေကားစီရောက်တဲ့အခါ drone ကိုဖမ်းပြီးထိန်းချုပ်ခလုတ်နဲ့ရိုက်ခွဲလိုက်ပါတယ်အတန်ဖန်တာရောက်သွားပြီးဓာတ်လေကားပြင်ပွင့်လာပါတယ်အဲခန်းမအရောက်မှာဟန်တာတယောက်ရောက်လာလို့ဘန်ကလက်ပစ်ပုံပစ်လိုက်ပေမဲ့ဟိုကကန်ပြီးပြန်ပွတ်လိုက်ပါတယ်ဘန်ကချက်ချင်းပြန်ကောက်ပြီးညနေချက်ကအပေါက်ထဲပစ်ထည့်လိုက်တာကြောင့်ပောက်ကွဲမှုဖြစ်ပြီးဓာတ်လေကားလာမြေအောက်ထပ်ထိပြုတ်ကျသွားပါတယ်ဘန်ဟာမီးချစ်ဆန်လေးတစ်ခုတည်းနဲ့လမ်းရှာရင်မဂ္ဂဇင်းတအုပ်ကိုမီးရှို့ပြီးအလင်းရောင်ရအောင်လုပ်ပါတယ်။တွားရင်လာရင်နဲ့ကျိုးတစ်ချောင်းကိုမီးဆွဲသွားစေပြီးမဂ္ဂဇင်းပြုတ်ကျတဲ့အခါမီးတွေကပိုးတောက်လာပါတယ်။ဟန်တာတွေရောက်လာတော့ဘန်ကပရိဘောဂတွေနဲ့တကားကိုပိတ်ဆို့လိုက်ပါတယ်။ပြီးတော့ကျွတ်တွေသွားတဲ့လမ်းအတိုင်းမြေလာမြောင်းဘက်ဆင်းသွားပါတယ်။ဟန်တာတွေကပစ်ခတ်လိုက်ရကနေ gas pipeline ကိုထိသွားပြီးမြေအောက်ခန်းမှာအကြီးကျယ်ပောက်ကွဲမှုဖြစ်ပါတော့တယ်။မီးတွေကဥမင်လောင်ကောင်းတဲ့အထိလိုက်လာမို့ဘန်ဟာရေမြောင်းနဲ့ခုန်ချပြီးအသက်ဘေးကလွတ်အောင်ရှောင်လိုက်ရပါတယ်
တိုက်တစ်ခုလုံးလည်းပောက်ကွဲသွားပါတယ်ဘန်လမ်းပေါ်ရောက်လာတော့ Stacy ဆိုတဲ့သူရောက်လာပါတယ်ဘန်ကချင်းချောက်ပြီးမဲ့ Stacy ကကူညီချင်လို့ပါနဲ့ပြောပါတယ်လမ်းကြားထဲမှာစောင့်နေတော့ဘန်သူ့လက်ပတ်ကိုကြည့်လိုက်တော့ပောက်ကွဲမှုကြောင့်လူတွေတေဆုံးခဲ့ရလို့သူ့ကိုစူကြီးအများကြီးပေးထားတာတွေ့ရပါတယ် Stacy ပြန်ရောက်လာတော့သူ့အကို Brett ပါလာပြီးဘန်ကိုသူတို့အိမ်ခေါ်ကအစာကျွေးပါတယ် Brett တို့မှလည်းနေမကောင်းတဲ့ကလေးတယောက်ရှိနေပေမဲ့ဘန်ကိုကူညီတဲ့အတွက်ပတ်စံမလို့ခြင်းပါဘူး Brett ဟာ network ဆန့်ကျင်ရေးသူပုံတယောက်ပါ Brett ကသူ့ရဲ့လျှို့ဝှက်အခွင့်ကိုပြပါတယ်အဲ့ဒီမှာ running man အပိုင်းတွေကိုသုံးသပ်ပြီး online မှာတင်ပါတယ်အဖမ်းခံရတဲ့ကစားသမားတွေကအပြင်ထွက်လို့မိကြတာမို့အဓိကတော့ကြိုက်ကလုံးဝပုံနေဖို့ပါပဲ Brett ကဘန်ကိုသူတို့နဲ့အတူလျှို့ဝှက်နေထိုင်ပြီး game အနိုင်ရဖို့နောက်ဆုံးနေ့အထက်အစီအစဉ်ဆွဲစေချင်ပါတယ်နောက်တနေ့မှာဘန်ဟာရက်ကွက်ထဲမှာဖြစ်ပျက်နေတဲ့ဆိုးရတဲ့အခြေအနေတွေကိုသိလိုက်ရပြီးဒါတွေကိုအစိုးရကဖုံးကွယ်ထားတာသိသွားပါတယ်ဒေါသထွက်နေတဲ့ဘန်ဟာလူတို့ကိုရက်ဆက်မှုတွေအကြောင်းပြောပြပြီးအစိုးရကခမားတို့ကလေးတွေကိုတတ်နေတာလို့ပြောတဲ့ဗီဒီယိုတစ်ခုလောက်လိုက်ပါတယ်နောက်ပိုင်းရှူးပြတဲ့အချိန်မှာဘော်ဘီကပောက်ကွဲမှုကြောင့်မိဘမဲ့သွားပါတယ်ဆိုတဲ့ကလေးတစ်တိုင်နဲ့ထွက်လာပါတယ်ပြီးတော့ဘန်ရဲ့တစ်ခွေကိုတေးဖြတ်ပြီးပြလိုက်ရမှာဘန်ကဒီကလေးတွေကိုလောင်ပြောင်နေတဲ့အောင်ဖြစ်သွားပါတယ်ဘန်ကအတူပါလို့ရှင်းပြဖို့စ조사ပြီးမှ Brett ရဲ့အမေကယွန်ရှာသွားပြီးသူ့ကိုနှင်းထုတ်ပါတယ် Brett နဲ့ Stacy ကတော့ဆက်ကူညီဖို့အဆုံးဖြတ်ပြီး Ben ကိုကားနောက်ဖုံထဲထဲကမောင်းထွက်လာကြပါတယ်ရုတ်တရက်ကားကအရှိန်မြန်လာပြီးဆိုင်ကယ်နှစ်စီးလိုက်လာကတနက်နဲ့ပြက်ကြပါတယ်ဘန်ကနောက်ဖုံးကိုဖွင့်ပြီးကိရိယာတစ်ခုနဲ့ဆိုင်ကယ်သမားမျက်နှာကိုပြက်ပေါက်လိုက်လို့မှောက်သွားပါတယ်။နောက်ကစီးကဆက်ဖြစ်လို့ဘန်ပုံးလိုက်ရပါတယ်။ Brett ကကားကိုရပ်လိုက်တော့ဆိုင်ကယ်သမားကအရှိန်မထိန်နိုင်ပဲကားကိုဝင်တိုက်မိပါတယ်။ Brett ကဆိုင်ကယ်သမားနေလောက်စလုံးကိုကားနဲ့တိုက်တက်လိုက်ပါတယ်။အဲ့ဒီနောက် Brett ကဘန်ကိုမြို့ပြင်မှာချပေးပြီးတနက်တလက်နဲ့သူ့တငယ်ချင်း Elden ရဲ့လိပ်စာကတ်ကိုပေးလိုက်ပါတယ်။ယထာကနစီးပြီးနောက်ဘန်ဟာတခြားဟိုတယ်တစ်ခုမှာပုံရင်သူ့ရဲ့နောက်ဆုံးတိတ်ခွဲကို TV မှာကြည့်နေပါတယ်။သူတို့တစ်ဖြတ်မှန်တီးလို့သူစာအုပ်ဖက်နေတဲ့ပုံကိုပဲရိုက်ပို့ထားတာပါ။ဘော်ဘီကဂျန်နီရဲ့တိတ်ခွဲကိုလည်းပြပါတယ်။ဂျန်နီကဘုံကြီးအသွင်ရုပ်ဖြတ်ပြီးကလပ်တစ်ခုမှာပျော်ပါနေတာပါ။ဘန်ဟာတိတ်ခွဲပို့ဖို့ဟိုတယ်ကထွက်လာတော့စာရိုက်သမားကတန်တရဝင်ပြီးမေးခွန်းမေးမလို့နဲ့မျက်နာကိုလာစစ်ပါတယ်။ပြီးတော့ဗီဒီယိုဆက်ရိုက်တာနဲ့ဘန်ကသူ့ကိုဝေလုံးပြီးခေါင်းနဲ့တိုက်လိုက်ပါတယ်။တိတ်ခွဲကိုတစ်တာတဲ့ထည့်ပြီးတာနဲ့ထွက်ပြေးပါတယ်။ကားတစ်စီးကလိုက်လာလို့တောအုပ်ကိုဖြတ်ပြေးပြီးခြံစည်းရိုးကိုကြော်ကဖြတ်သွားတဲ့ယထာတစ်စင်းနောက်ကိုလိုက်ပါတယ်။စာရိုက်သမားကပစ်ခတ်ပေမဲ့ဘန်ကယထာတွေပေါ်ခုန်ကူးပြီးလွတ်အောင်ပြေးနိုင်ခဲ့ပါတယ်။မင်းပြည်နယ်ကိုရောက်တော့ဘန်ဟာမတန်းစွမ်းတယောက်လိုဟန်ဆောင်ပြီးလမ်းဘေးမှာရှိုးကြီးနေတဲ့လူအုပ်ထဲဝင်ရောလိုက်ပါတယ်။ဂျန်ဒီကိုကာစီနိုတစ်ခုမှတွေ့သွားပြီးကားနဲ့ထွက်ပြေးလူဆဲမှာပဲဆယ်ကျော်သက်နှစ်ယောက်ကသူ့ကားကိုမီးရှို့ပြီးတက်လိုက်ကြပါတယ်။မကြခင်မှာဘန်ဟာအယ်တန်နဲ့တွေ့ပါတယ်။ အယ်တန်ကသူ့အမေနဲ့နေတာဖြစ်ပြီးအမေကစိတ်မနှံ့တော့လို့ဂယူးဆိုင်စရာမလိုဘူးလို့ပြောပါတယ်။အယ်တန်ကဘန်ကိုသူ့ရဲ့လျှို့ဝှက်ခါနဲ့ခေါ်သွားပါတယ်။အဲ့ဒီမှာ network စန့်ကျင်ရေးသတင်းစာတွေရိုက်နေပါတယ်။သူ့အဖေကရဲတယောက်ဖြစ်ပြီးစနစ်ကိုစန့်ကျင်စကားပြောခဲ့လို့လုတ်ဖို့ကင်ဘတ်တွေရဲ့တက်ဖြတ်ခြင်းကိုခံခဲ့ရတာပါ။အဲ့ဒီအချိန်ကစပြီးအယ်တန်ဟာသူ့ပုံတယောက်ဖြစ်လာခဲ့ပါတယ်။တိုင်းပြည်အနှံ့ကလမ်းပြည်တိုင်တွေမှာ DNA ကိုစစ်ဆေးနိုင်တဲ့ scanner တွေရှိကြောင်းလည်းရှင်းပြပါတယ်။ဒါကြောင့်ဘန်ကိုမြေအောက်မှာပဲပုံနေစေချင်တာပါ။သူ့အဖေကစီအေးကာလာတုန်းကဘန်ကတခုစောက်ခဲ့ဘူးလို့အဲ့ဒီမှာပုံပြီးအနိုင်ရအောင်လှုပ်စေချင်ပါတယ်။ပြီးရင်ဘန်ရဲ့မျက်နှာနဲ့သူ့ရဲ့ပုံကန်ကြီးသတင်းစာတွေကိုဖြန့်ဝေပြီးတော်လန်ကြီးစတင်မှာပါ။ဘန်ဟာလျှို့ဝှက်ထမ်းထဲမှာညအိပ်ပြီးတိတ်ခွေရိုက်ပါတယ်။မနေ့ရောက်လို့သွားပို့ဖို့လုပ်တော့အယ်တန်ရဲ့အမေမြင်သွားပါတယ်။သူကဘန်ကိုချက်ချင်းမှတ်မိပြီးအချက်ပေးကောင်းလောင်းထိုးဖို့လုပ်ပါတယ်။အယ်တန်ကတားလိုက်ပေမဲ့အမေဖြစ်သူကသူ့အဖေအတက်လက်စားချေနိုင်နေဆိုပြီးရဲတွေကိုတိုင်လိုက်ပါတယ်။မကြခင်မှာအိမ်ကိုရဲတွေဝိုင်းလိုက်ပြီးနေရန်တွေကနေကြီးစန်းတွေဖောက်ဝင်လာပါတယ်။အမေဖြစ်သူကရဲတွေကိုနေရာပြုတ်ပြဖို့လုပ်ပေမဲ့အယ်တန်ကသူ့ကိုအခန်းထဲထည့်ပိတ်ပြီးထောင်ချောက်တွေကိုဖွင့်လိုက်ပါတယ်။ရဲတွေဝင်လာတဲ့အခါအယ်တန်ကချမ်းပင်ပေါ်ကလှဲစစ်ကျူးတွေပေါ်ကိုရေနဲ့ပက်လိုက်လို့ရဲတချို့တက်လိုက်ကုန်ပါတယ်။ပြီးတော့သူနဲ့ဘန်ဟာလျှို့ဝှက်ခန်းကနေထွက်ပြေးကြပါတယ်။ရဲတွေလိုက်လာတော့ထောင်ချောက်ကဓာတ်တူစီးရည်တွေနဲ့ပက်ပြီးမီးလောင်စေပါတယ်။လှဲကားမှလည်းတစ်တားတွေကျိုးကျပြီးရဲတွေပြုတ်ကျအောင်လှုပ်ထားပါတယ်။ပြီးတော့အယ်တန်ကဘန်ကိုရေချိုးကန်းနဲ့ခေါ်သွားပြီးပိုက်လုံးကနေရှော့စင်ကထွက်ပြေးကြပါတယ်။နောက်အခန်းတစ်ခုမှာအယ်တန်ကကျန်းပြန်ကလှုပ်ဝှက်တကားကိုဖွင့်ပြီးဥမင်နဲ့ဆင်းကြပါတယ်။ကန်ဆိုးစွာနဲ့ပဲဟန်တာတယောက်ကစောင့်နေပြီးအယ်တန်ကိုဓာတ်နဲ့ထိုးလိုက်ပါတယ်။ပြီးမှဘန်ကိုတိုက်ခိုက်ပါတယ်။တိုက်ခိုက်နေရင်ဘန်လက်ကိုဓာတ်ထီသွားပေမဲ့ရန်သူကိုလက်နဲ့မဲ့အောင်လုံနိုင်ခဲ့ပါတယ်။အယ်တန်ကဓာတ်ကိုဆွဲယူပြီးဟန်တာရဲ့ခြေချင်းဝေကိုလှိလိုက်လို့လဲကျသွားပါတယ်။အဲ့ဒီအချိန်မှာဟန်တာစီကိုဒန်ကဖုံးဆက်ပြီးဘန်နဲ့စကားပြောချင်တယ်လို့ဆိုပါတယ်။ဘန်ကနီးပညာတွေသုံးပြီးဘာလို့အကုန်လုံးကိုအတုမလုပ်တာလဲမေးတော့ဒန်ကကွန်ပျူတာနဲ့ဖန်တီးထားတဲ့လူတွေကအစ်စ်လောက်စိတ်ဝင်စားဖို့မကောင်းလို့ပါလို့ဖြေပါတယ်။ပြီးတော့ဒန်ကဟန်တာကိုတက်ပြဖို့ဒရုန်းနဲ့အမိအားရိုက်ပြီး rating တက်အောင်လုပ်ချင်တယ်လို့ပြောပါတယ်။ဘန်ကဟန်တာကိုမတက်ပဲဒရုန်းကိုပစ်ချလိုက်ပါတယ်။အဲ့ဒီနောက်အဲလီယက်နဲ့ဘန်တို့ကားတစ်စီးနဲ့တကားကိုဖောက်ထွက်ပြီးတောအုပ်ထဲရောက်သွားပါတယ်။ရဟရင်တစီလိုက်လာတာမြင်တော့အယ်တန်ကသူ့ကိုအာယုံလွဲဖို့ထားခဲ့ပြီးဘန်ကာစီပြည့်ဖို့ဘန်ကိုပြောပါတယ်။
ကန်ဆိုးစွာနဲ့ပဲရဟရင်ဘောက်ကစနိုက်ပါသမားကအဲလ်တန်ရဲ့ခေါင်းကိုပစ်တက်လိုက်ပါတယ်ဟန်တာနေယွန်ကဘန်ကိုဝိုင်းမိသွားပြီးမြဲအရှင်ဖမ်းပြီး TV မှာတိုက်ရိုက်ကွင့်မြက်ခြင်းလို့မပစ်ကြပါဘူးကားထဲမှာပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေပါလာမို့ဘန်ကတရားပေါ်မောင်းတင်ပြီးဟန်တာတယောက်ရဲ့ကားကိုဝင်းမတိုက်ခင်လိမှာကားပေါ်ကခုံးချလိုက်ပါတယ်ပောက်ကွဲမှုကြီးဖြစ်သွားပြီးဘန်ကမြစ်သေးပြုတ်ကျသွားပါတယ်ဟန်တာတယောက်ကိုတတ်လိုက်နိုင်လို့လက်ပက်ကနေ bonus အများကြီးပေးပါတယ် ဒေါ်လန်အတိုင်းသွားပြီးနောက်ဘန်ဟာနောက်ဆုံးမှာဘန်ကာရှိတဲ့နေရာကိုရောက်သွားပါတယ်။ဒါပေမဲ့အစိုးရကမြို့သူဒီဗိုတာဘန်ကာကိုဖျက်ဆီးလိုက်ပြီဆိုတာတွေ့လိုက်ရပါတယ်။စွန့်ပစ်ထားတဲ့အိမ်ကလုံးမှာညအိမ်ရင်မိသားစုကြောင်းအိမ်မက်မှတ်ပြီးစက်ကစားဖို့အားတင်လိုက်ပါတယ်။ရဲတွေအဲ့ဒီအိမ်ကိုရောက်လာတော့ဘန်ရဲ့နောက်ဆုံးတိတ်ခွင်းနဲ့မင်းတို့ပဲစာတိုက်ကနေပို့လိုက်တော့ဆိုတဲ့စာကိုတွေ့လိုက်ရပါတယ်။လမ်းမပေါ်မှာဘန်ဟာဖျက်သွားတဲ့ပထမဆုံးကားရဲ့မှန်ကိုခွဲပြီးအထဲဝင်လိုက်ပါတယ်။ရင်မောင်းအမီလီယာကိုတက်နိုင်သမျှမြန်မြန်မောင်းဖို့ချင်းချပါတယ်။ drone တွေနဲ့ရဲတွေကလည်းနှုတ်ကလိုက်လာကြပါတယ်။ကားတွေအများကြီးကိုရှောင်သိမ်းပြီးနောက်အမီလီယာကရုတ်တရက်ကွေ့ပြီးလမ်းပြောင်းပြန်မောင်းလိုက်တာကြောင့်နှုတ်ကလိုက်သူတွေကိုခဏတာမျက်ခြေပြတ်သွားစေပါတယ်။လမ်းမှာအမီလီယာကဘန်ကိုဆဲဆိုနေပေမဲ့ဘန်ကသူမိသားစုပုံကိုပြပြီးကစားသမားတွေနဲ့ဗီဒီယိုအတုတွေအကြောင်းအမှန်တရားကိုရှင်းပြပါတယ်။ရုတ်တရက်ကားရဲ့ AI စနစ်ဟက်ခံလိုက်ပြီးကားရပ်သွားပါတယ်။လူမိုက်နှစ်ယောက်ကသူတို့ကိုဖမ်းဖို့လုပ်ပေမဲ့ drone ကအဲ့ဒီလူတွေကိုပစ်တက်ပြီးသူတို့ track ကားကိုဖောက်ခွဲလိုက်ပါတယ်။ဒါကိုကြည့်ရင်ဒန်ကဘန်ကိုဆက်ပြီးဒေါသတကြီးပြောဆိုနေတာတွေကိုရိုက်ပြခြင်းလို့အရှင်းထားတာပါ TV မှာအမီလီယာအကူအညီတောင်းနေတဲ့ဗီဒီယိုအတုကိုပြလိုက်တော့မှအမီလီယာလည်းဘန်ပြောတာယွန်းသွားပါတယ်သူတို့ညောက်ဆက်မောင်းလာပြီးလမ်းဘေးမှာသူတို့ကိုအားပေးနေတဲ့လူအများကြီးကိုတွေ့ရပါတယ်နောက်ဆုံးမှာတော့လမ်းကိုဟန်တာခေါင်းဆောင်ကပိတ်ဆို့ထားတာတွေ့လိုက်ရပါတယ် drone တွေအများကြီးရိုက်ကူးနေတာမို့ဘန်ကသူ့မှာပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေပါတယ်အရက်သားတွေကိုတတ်ပြီး TV မှာပြလိုက်မယ်လို့ချိန်လျှောက်ပါတယ်သူကလေရင်တစ်စင်းနဲ့လေထီးနှစ်ခုတောင်းပါတယ်ဟန်တာလည်းသဘောတူလိုက်ရပါတယ်ဘန်ကအမီလီယာကိုတွားခိုင်းပေမဲ့အမီလီယာကအမှန်တရားကိုတိသွားပြီးမှကူညီချင်းတယ်လို့ပြောပြီးမတွားပါဘူးမိနစ်ပိုင်းကြာလေစိတ်ရောက်တော့ဘန်ကဟန်တာခေါင်းဆောင်ကိုမျက်နှာဖုံးချွတ်ခိုင်းပါတယ်သူကညင်းဖို့လုပ်ပေမဲ့ဒန်ကချွတ်ပြဖို့အမိန့်ပေးလိုက်လို့အီဗန်ရဲ့မျက်နှာပေါ်လာပြီးကင်မရာကရိုက်ယူသွားပါတယ်ဘန်ကလေလင်မှုတွေလည်းဟန်တာတွေပဲဆိုတာသိနေပါတယ်သူတို့ကိုကနေဒါကိုမောင်းခိုင်းပြီးမပို့ရင်လေရင်ကိုခွဲပြမယ်လို့ချင်းချောက်ပါတယ်ပြန်တန်းနေတော့အီဗန်ကစိတ်မရှိထက်လာပြီးဘန်ကစော်ကားပြောဆိုလို့စကားများကြပါတယ်အကျန်းဖက်ကြတော့မဲ့ချီမှာအမီလီယာကဘုံပေါက်ကွဲတော့မလို့ဟန်ဆောင်ပြီးကြောက်ပြလိုက်လို့ရက်သွားကြပါတယ်ရုတ်တရက်ဒန်ကစကရင်ပေါ်ပေါ်လာပြီးလေရင်ကိုစစ်ဆေးပြီးဘုံမပါဘူးဆိုတာတွေ့ကြောင်းပြောပါတယ်အီဗန်ကဘန်ကိုပစ်ထိုးလုပ်ပေမဲ့လေရင်မှုတွေကအီဗန်ကိုပြန်ချိန်ထားပါတယ်ဒန်ကအီဗန်ကိုဒီပွဲမှာအသေးခံစီချင်တာပါအဲ့ဒီနောက်ဒန်ကဘန်ကိုတီးတန့်စကားပြောပြီးသဘောတူညီမှုတစ်ခုကမ်းလှမ်းပါတယ်အီဗန်နဲ့လေရင်မှုတွေကိုတတ်လိုက်ရင်ဘန်ကဟန်တာအသက်ထစ်လာပြီးတနစ်ကိုတန်းနဲ့ချီရမယ်လို့ပြောပါတယ်ဘန်ကငင်းလိုက်တော့ဒန်ကရှီလာနဲ့ကက်တီကိုဟန်တာလွေတက်လိုက်တဲ့ကလစ်ကိုပြပါတယ်ဘန်ကဝမ်းနဲ့ဒေါသထွက်ပြီးစကရင်ကိုထိုးခွဲလိုက်ပါတယ်နားမလည်နိုင်ဖြစ်နေတဲ့အမီလီယာကသူ့စကရင်ကိုဖွင့်လိုက်တော့ဘော်ဘီကဘန်ရဲ့မိသားစုတေဆုံးမှုကလစ်ကိုပြပြီးဟန်တာတွေစီးဖောက်လိုက်ပါတယ်လို့ပြောနေတာတွေ့ရပါတယ်အခုဆိုရင်ပရိသတ်အားလုံးကဘန်ဘက်ကပါသွားပါပြီလေရင်မှုတိလောက်က1600ဆိုတာတည်သွားပြီးတနက်ထုတ်ဖို့ပြင်ပြီးမြဲဘန်ကအရင်ပြစ်လိုက်ပြီးသူ့ကိုဒိုင်းဖြစ်တုံးကကြံတဲ့ဟန်တာတွေရဲ့ပြစ်ခတ်မှုကိုကောက်ခွဲပါတယ်တိုက်ခိုင်ရင်ထင်းချုပ်ခလုတ်တွေကိုဖိမိပြီးလေရင်ကထိုးချလာပါတယ်ယုံရင်ဆန်ခတ်ဖြစ်ပြီးနောက်ဘန်ကသူ့တနက်ကိုပြန်ကောက်ရပြီးဟန်တာတွေကိုခေါင်းပြစ်တက်လိုက်ပါတယ်ဂျရွန်ကအဝေးထိန်စနစ်နဲ့မောင်းနှံပေးလိုက်လို့လေရင်ကပုံဖန်ပြန်ထမ်းသွားပါတယ်အဲဒီနောက်ဘန်ကပုံနေတဲ့အဲဗန်ကိုလိုက်ရှာတာမှာအဲဗန်ကရုတ်တရက်ထွက်တိုက်ပါတယ်တိုက်ခိုက်ကြရင်ဘန်ကအဲဗန်ကောင်းကိုမန်းနဲ့ရိုက်ခွဲလိုက်ပါတယ်အဲဗန်ကမှန်ကွဲစားနဲ့ဘန်ဘိုက်ကိုလိလိုက်ပြီးသူလည်းကစားသမားဟောင်းဖြစ်ကြောင်း29ရက်အထိရှင်သန်ခဲ့လို့ network ကသူ့ကိုအနိုင်မပေးချင်တာနဲ့ဟန်တာလုတ်ခိုင်းခဲ့ကြောင်းဖွင့်ပြောပါတယ်အဲဗန်ကလွတ်အပ်ရင် network ကသူ့မိသားစုကိုနှိပ်စက်လိမ့်မယ်အခုပြောတဲ့မိသားစုတဲတဲ့ဗီဒီယိုကအတုထားဖြစ်ကြောင်းအရေးမွဲပြောပါတယ်အဲဗန်ကဘန်ကပြတ်တက်ဖို့လို့တုံးလေရင်ကရုတ်တရက်ကွေ့လိုက်လို့လွဲသွားပြီးပြည်တင်းပေါက်ကိုမှန်ကလေရင်ပြတ်ကျစပြုတ်လာပါတယ်အဲဗန်ကတတ်ဖို့ထတ်ကြိုးစားပြီးမြဲဘန်ကလေထီတစင်ခိုးထားတာကိုတီးသွားပြီးလက်ကင်ကိုဆွဲလိုက်ပါတယ်လေထီကပြည်တင်းပေါက်အကွဲမှာတွားညက်နေတော့ဘန်ကအခွင့်ကောင်းယူပြီးအဲဗန်ကိုဓာတ်နဲ့ထိုးတက်လိုက်ပါတယ်ဘန်ကအမီလီယာကိုအဲလီယက်ရဲ့သတင်းစာတွေပါတယ်အိတ်ပေးပြီးခုံကြဖို့တကားဖွင့်ပေးပါတယ် drone ကသူ့နောက်လိုက်လာတော့အမီလီယာက drone ကိုဆဲဆိုပြီးသတင်းစာတွေကိုလေတဲ့ဖန့်ချလိုက်ပါတယ် TV မှာတော့ဒန်ကဘန်ဟာဟန်တာအသစ်ဖြစ်သွားပြီလို့ကြေညာပါတယ်ဘန်ကကင်မရာကိုကြည့်ပြီးသူ့သမီးလေးအကြောင်း network ကလူတို့ဖွဲ့စည်းကိုလှည့်စားနေကြောင်းအပြေမှန်ကတော့ TV ကြည့်လာရက်ပြီးတာဝန်ရှိသူတွေကိုတွားရှင်းဖို့တာဖြစ်ကြောင်းပြောကြပါတယ်သူမိန်ကိုမဆုံးခင် network က line ဖြတ်ချက်လိုက်ပြီးဒန်ကဘန်ကိုအယူတကောင်းလို့ထစ်အောင်တိဖြစ်လိုက်ပါတယ်ပရိသတ်တို့ကြည့်နေတော့မှပဲလေရင်ကအတန်းလွင့်တာစီဦးတီလာပြီးဝေဟင်းထဲမှာပောက်ကွဲသွားပါတယ်နောက်ပိုင်းမှာ Brad ကအဲ့ဒီပန်းကိုတုံးတက်ပြပြီးဇလန်ကမဟုတ်မမှန်တာတွေများလုံးကြောင်းထောက်ပြပါတယ်လူတွေတောက်ထထွက်လာပြီးလေရင်ရဲ့ black box ကိုရှာတွေ့ဖားရကနေအစစ်အမှန်ဗီဒီယိုတွေ online မှာပြန့်နှံ့သွားပါတယ်ဘန်ရဲ့မိန်ခွန်းနဲ့အေလီယက်ရဲ့သတင်းစာတွေကြောင့်လူထုကတော်လန်ရေးကိုထောက်ခံလာပြီး network ကိုဖြုတ်ချဖို့လုပ်ကြပါတော့တယ်လေရင်ရဲ့ auto eject ထိုင်ခုံပြောက်ရတာကို Brad တွေ့သွားလို့ဘန်အသက်ရှင်နေနိုင်ကြောင်းသိလိုက်ရပါတယ်စူပါမားကတ်မှာတော့ရှီလာနဲ့ကျမ်းမာနေတဲ့ကယ်တီတို့ဟာဘန်ရှာပေးခဲ့တဲ့ပတ်စံတွေနဲ့ဈေးဝယ်နေကြပါတယ်အပြင်ရောက်တော့ဘန်ကသူတို့ကိုစောင့်နေတာတွေ့လိုက်ရလို့အငေါဝမ်တာဖြစ်သွားကြပါတယ်
TV station မှာတော့ Bobby ဟာဒေါသထွက်နေတဲ့လူအုပ်ကြီးကိုကြောက်ပြီးအလုတ်ထွက်သွားပါတယ်။ Dan စင်ပေါ်တက်လာတော့လူတွေကဘုံတွေနဲ့ပစ်ပေါက်ကြပါတယ်။တပူတွေကအဆောက်အုံကိုတိမ့်ပိုက်လိုက်ပြီးနေရာတိုင်းမှာဖျက်ဆီးမှုတွေဖြစ်ကုန်ပါတယ်။ Dan ထွက်ပြေးဖို့စူးစမ်းပေမဲ့ကေဗန်ဂျိုးခလုတ်တိုက်ပြီးလဲကျသွားပါတယ်။ Ben ကမီးတောက်တွေကြားကထွက်လာပြီး Dan ကိုခေါင်းပစ်တက်လိုက်ပါတော့တယ် နောက်ထပ်ဒီလိုစိတ်ဝင်စားစရာဗီဒီယိုလေးတွေကြည့်ချင်တယ် subscribe နဲ့ notification လေးဖွင့်ထားဖို့မမေ့ပါနဲ့ခင်ဗျာကြည့်ရှုပေးတာကျေးဇူးတင်ပါတယ်